မင်းငါနဲ့လိုက်ခဲ့ကွာမင်းကိုလက်ဖက်ရောအီဂျာကွေးရောဒီကောင်မျက်နှာလောက်ရှိတဲ့စမူသာကြီးကငါကြွေးပလိုက်မယ်ဟာရိတ်ဘယ်တော့မလို့လဲကွာဩငါလက်ဖက်နိုင်သွားမလို့ကွာဟာတော့ငါလဲလိုက်မယ်လीအရတာဘောကွာလိုက်ခဲ့လေအေးဟဲ့ငါလက်ဖေးဆိုင်သွားမင်းငါနဲ့လိုက်ခဲ့စစ်ဖိုင်လာပြောနေဒီကောင်ကငါနဲ့လိုက်မယ်လို့အရင်ပြောထားတာမင်းကလာခေါ်တာမဟုတ်ဘူးငါလာခေါ်တာမင်းငါနဲ့လိုက်ခဲ့မင်းလက်ဖေးလဲတိုင်အကြကွေးလဲကျွေးဟဲ့မင်းငါနဲ့လိုက်ခဲ့ကွာမင်းကိုလက်ဖက်ရောအီဂျာကွေးရောဒီကောင်မျက်နှာလောက်ရှိတဲ့စမူသာကြီးကငါကြွေးပလိုက်မယ်ဟဲ့မမျက်နှာလောက်ရှိတဲ့စမူသားဆိုတာရှိတာကွာမရှိလဲငါကိုယ်တိုင်လုပ်ပြီးကြွေးမယ်ကွာဟဲ့မင်းငါနဲ့လိုက်ခဲ့မင်းကလက်ဖေးလဲတိုင်အကြကွေးလဲကျွေးစမူသားလဲကျွေးဒီကောင်ခေါင်းလောက်ရှိတဲ့ပေါက်စီပဲကျွေးမှာကွာဟဲ့ငါခေါင်းလောက်ရှိတဲ့ပေါက်စီဆိုတာမရှိဘူးနော်တော်ကြပါတော့ကွာမင်းတို့နှစ်ယောက်လုံးနဲ့ငါဘဒူးနဲ့မှမလိုက်တော့ငါဘာငါအိမ်မဲပြန်လိုက်တော့မယ်မင်းရောက်လာနဲ့အတော်ပဲကွာနောက်မို့ဆိုအဲ့ကောင်ငါနဲ့လိုက်ဂုံးစင်းအောင်မှာတိတယ်အဲ့ကောင်က1000လောက်ထည့်လာပြီးတော့1000ဖို့တော့ဂုံးစင်းနဲ့ကောင်အေးလို့ဟိုဘက်ဆိုင်မှာသွားထိုင်ရင်အဲ့ကောင်နဲ့တိုးနေမှာဟောဒီဘက်ကဆိုင်မှာသွားထိုင်အေးဟုတ်တယ်လာ